ရရှိသူများအားစေကူတာမှုဆောင်ရွက်ပေးနိုင်ရေးအတွက်ယာယီစေယုံနဲ့ကေဇရေးစကန်ဖွင့်လှစ်ပေးရန်စီစဉ်ဆောင်ရွက်နေမှုချင်းများကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများကိုလိုအပ်တာများလမ်းညွှန်မှာကြားခဲ့ကြောင်းနဲ့မန္တလေးမြို့အတွင်းငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများကိုဆက်လက်ကြည့်ရှုစစ်ဆေးသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိတဲ့စာရင်းများအရတနိုင်ငံလုံးအတိုင်းအတာဖြင့်ငလင်တန်းတင်ခဲ့ရတဲ့ဒေသများအလုံးမှာငလင်ဘေးဒဏ်ကြောင့်တည်ဆုံးခဲ့ရသူစုစုပေါင်း1002ဦးဒဏ်ရာရရှိသူစုစုပေါင်း2386ဦးပျောက်ဆုံးနေသူ30ဦးဖြစ်ကြောင်းနဲ့အသေးစိတ်စာရင်းများအားဆက်လက်ကောက်ယူလျက်ရှိကြောင်းသိရပါတယ်ရှင်။